Hello ရှင်မတက်တဲ့သူလေးတွေဆိုရင်ဆိုရဒီ blog လေးကိုအဆုံးထိလိုက်ကြည့်ပေးနော် Fitness ရှိ alternative brand ဆိုင်လေးမှာဆိုရင် best seller ဖြစ်တဲ့ရင်မွေးပေါင်း100ကိုတနေရာထဲမှာရနိုင်တဲ့အပြင်ကိုကြိုက်တဲ့အနံ့လေးကိုလည်းစမ်းလို့ရတဲ့အပြင်ကိုစိတ်သက်ဖြစ်စေမှာနော်ဒါလေးကဒီရောကျွန်တော်လို့ခေါ်တဲ့တူအားတာတော့ White Florin တို့ကိုပေါင်းစပ်ထားတဲ့ရနံ့တင်ချိုအနံ့လေးပဲရစီမှာပါဒါလေးကြတော့ Gucci ဘန်ပူလေးပေါ့နော်သူကအနံ့ကပန်းနဲ့တင်တင်လေးနဲ့လုံးဝ fresh ဖြစ်စေမဲ့အနံ့လေးပေါ့နော်ဆိုတော့ဒီဟာလေးကိုလည်းတိုက်ပါတယ်ဒါလေးကြတော့ Blue T-shirt နဲ့ fresh ဖြစ်စေတဲ့ရနံ့ကိုဘူဒီချိုးချပေါက်ဆက်ထားလို့ယောက်ျားလေးအယောက်တရာမှာ69ရက်လောက်ကသုံးဖြစ်တဲ့အနံ့လေးပေါ့နော်ဒီဘူးလေးကြတော့ဆူရင်ကြိုက်တဲ့ Gucci Floral Intense လို့ခေါ်တဲ့သူ့အနံ့လေးကဆိုရင်ဘရင်မလေးပန်းကင်းနဲ့ရောက်သွားသလိုဆွဲဆောင်မှုရှိတဲ့အနံ့လေးပဲဖြစ်ပါတယ်အနံ့ငင်ငင်လေးနဲ့ကြိုက်တဲ့သူတွေအတွက်အရင်အဆင်ပြေရနော်ဒီဘူးမဆိုရနံ့လေးတွေဆန်းလို့ရပါတယ်ဒါလေးကြတော့ Lancome Miracle လို့ခေါ်တဲ့မိန်းကလေးတွေအကြိုက်တဲမှာလည်းဒါလေးလည်းပါတယ်ပေါ့နော်ဒီဘူးလေးကြတော့ Blush and Body Vanilla ရနံ့လေးကို base ခံထားတဲ့လုံးဝ gentleman ဆန်တဲ့အနံ့လေးပါပဲရှင်တလီနာလေးကကြတော့နှင်းစီရနံ့နဲ့လိုက်ချစ်ချွတ်ချင်းလေးကိုပေါင်းဆက်ထားတဲ့အနံ့လေးမလို့ဆွလိုက်ရင်လည်းလုံးဝ fresh ဖြစ်စေတဲ့မိန်းကလေးဆန်ဆန်လေးအနံ့လေးပါ Classic and Elegant ဘက်ကိုတွားကျင်တဲ့သူတွေအတွက်ဆိုရင် My Way ETB ရှိရနော်Night out party ပွဲတက်တွေမှာဆွဲဆောင်မှုရှိမဲ့အမျိုးသမီးဖြစ်စေဖို့အတွက် Google CH ETB ကိုသာသုံးစမတ်တနဲ့ Sexy Vibe လေးပါဝင်ထားတဲ့ confidence ရှိစေမဲ့မိန်းကလေးတိုင်းနဲ့လိုက်ဖက်မဲ့အနံ့လေးကတော့ Google Plus လေးပဲဖြစ်ပါတယ်အနံ့လေးလည်းအကုန်လုံးဆမ်းပြီးသွားပြီဆိုတော့ဇူးတက်ခဲ့တာတော့ဒီရောကြော်လေးကိုယူလိုက်ပါတယ်ဆိုင်လိပ်စာအမှတ်လေးကတော့အမှတ်29ကျနမောက်ရိတာလန်တွေဗဟန်းမြို့နယ်ရန်ကုန်တိုင်းဘလော့လေးတွေကိုအစားဆုံးကြည့်ပြီးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်